ရင်ပြည်နယ်မြောက်ရီမြို့နယ်ကဗိုလ်မှူးချုပ်စောချစ်သူရဲ့ BGF တပ်ရင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီတပ်ရဲ့လစာနဲ့ရိတ်ကအထောက်ပံ့တွေမယူတော့ဘဲတိကျတပ်ဖွဲ့အနေနဲ့သာရပ်တည်သွားမယ်လို့ဆိုလိုက်ပါတယ်။ BGF တပ်ဖွဲ့တွေအနေနဲ့တိကျရပ်တည်တဲ့တင်ပြမှုအပေါ်မှာစစ်တပ်ဘက်ကခွင့်ပြုမပြုမသိရသေးကြောင်းနဲ့ဆွေးနွေးညှိနှိုင်းမှုတွေကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ထံတင်ပြပြီးမှသာပြည်လည်မယ်လို့ထင်မိကြောင်းဗိုလ်မှူးချုပ်စောချစ်သူကမီဒီယာတွေကိုပြောဆိုထားပါတယ်။ကရင်နယ်ကြားဆောင်တပ် BGF အားကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတပ်နယ်၄ခုခွဲကတပ်ရင်း73ရင်းနဲ့အခြေပြုပြီးစစ်ကောင်စီနဲ့ပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ကရင်ပြည်နယ်စစ်ပွဲအတွင်း BGF တပ်တွေဟာစစ်ကောင်စီအတွက်လက်နက်ရိတ်ခါပံ့ပိုးကူညီထောက်ပံ့ပို့ဆောင်ပေးတာတွေနယ်မြေလမ်းပြမှုတွေကိုလှုပ်ဆောင်ပေးခဲ့တဲ့အတွက် BGF ခွဲထွက်မှုဟာစစ်တပ်အတွက်တော့အတော်ထိနာစေတယ်လို့ကရင်ပြည်နယ်တွင်းစစ်ရေးလှုပ်ရှားနေတဲ့ရဲဘော်တူကအေယာဝတီကိုပြောပါတယ်။ဟုတ်တယ်အခုဒီကင်းပြည်နယ်စစ်မျက်နှာမှာဒီစစ်ကောင်စီရဲ့တက်ကတော့တော်တော်လေးတော့အရေးအတွက်နဲပါတယ်။ရေအတွက်ရော့ကြပါတယ်ဒီ BGF တွေပူအောင်ပေါ်ရင်ပူကြောင့်တာလင်းသူတို့ထိုးစစ်ဆင်နိုင်တာပေါ့နော်။ဒီ BGF တွေကပူအောင်ပေါဝင်တော့ဆိုရင်သူတို့အနေနဲ့ထိုးစစ်ကိုတော့လုံနိုင်မှာမဟုတ်တော့ဘူး။ဘာကြောင့်လဲဆိုတော့အင်အားအရာရောနေမီအချင်းကြီးအရာရောစိန်ခေါ်မှုတွေအများကြီးဖြစ်သွားနိုင်ပါတယ်။ဒီ BGF ကလမ်းပြပြီးလို့သူတို့တိတ်ပို့ဆောင်ရေးပေါ့နော်။လုပ်ပေးနေလို့သူတို့အနေနဲ့အခုလက်ရှိနေတဲ့တက်တွေကိုသူတို့တောင်းခံနိုင်တာဖြစ်ပါတယ် BGF ကပူအောင်ပါဝင်ဆိုရင်ထိုးစစ်မလုံနိုင်တယ်လို့ဒုတိယအနေနဲ့သူတို့တက်ဆွဲထားတဲ့တက်စကန်တွေကိုဒါရိတ်ခါလက်နက်ပေါ့လက်နက်ခဲရပို့ဆောင်နိုင်ဖို့အခက်အခဲတွေအများကြီးရှိသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီတော်လိုင်းမှာကျွန်တော်တို့တော်လန်တက်ခတ်ရမယ်ရန်သူပေါ့နော်ရန်သူနဲွားတယ်လို့တော့ကနေဦးတော့ပြောလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့မဟာမိတ်တိုးလာတယ်လို့တော့မခံစားရသေးဘူးဒီလိုမျိုးမဟာမိတ်အနေနဲ့အဆင့်ထိတိုးလာဖို့တော့ညှော်လင့်ပါတယ်ကရင်နယ်ခြားဆောင်တပ် BGF အနေနဲ့စစ်တပ်လက်အောက်ခံဖြစ်ကနေခွဲထွက်ကတီးခြားရပ်တည်မယ်ဆိုရင်ကရင်ပြည်နယ်ရဲ့စစ်မျက်နှာပြင်မှာစစ်တပ်ဟာခန်းစစ်အနေနဲ့သာရှိနေနိုင်တော့မယ်လို့စီရေးကက်ခတ်သူတွေကပြောပါတယ်။1027စစ်စင်ရေးအရှိန်မြင့်လာပြီးရဲ့နောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းတွင်စစ်ကောင်စီတပ်ဟာမြို့ပေါင်း18ခုနဲ့စစ်စခန်းပေါင်း400ကျော်ကိုလက်လွတ်ခဲ့ရပါတယ်။စစ်တပ်ရဲ့တိုက်ရည်ခိုင်းရည်စွမ်းရည်ကြဆင်းလာမှုနဲ့တူစစ်တပ်ကြရှုံးမယ်ဆိုတဲ့သုံးသက်ချက်တွေထွက်ပေါ်လာပြီးတဲ့နောက်အခုလို BGF အနေနဲ့ကိုလိုယုံထွက်သွားတယ်လို့ထင်မိကြောင်းနိုင်ငံရေးလေလာသုံးသက်သူတွေကအေယာဝတီကိုပြောပါတယ်။အဲ့ဒီတိုက်ရင်တွေတော့ຫນွေဦးတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းမယ်ဆိုရင်ကရင်ပြည်နယ်တွင်းအောင်ပွဲတွေဆက်လာနိုင်တယ်လို့လည်းစီရေးအကဲခတ်လေလာသူတွေကပြောပါတယ်။ဒီ BGF ကလည်းစီးပွားရေးရောနော်အင်အားရောအတော်တောင်းတင်းခဲ့တဲ့အဖွဲ့အစည်းတွေပါအခုရွှေကုတ်ကူမှာဆိုလို့ရှိရင်ကျွန်တော်တို့စစ်အင်အားကျွန်တော်တို့4000ကျော်ရှိတယ်လို့သိရပါတယ်အဲ့တော့အဲ့ဒီအဖွဲ့အစည်းတွေကကျွန်တော်တို့ KNU နဲ့ဆက်ဆက်ပေါင်းစည်းမယ်ဆိုရင်နွေဦးဒေါ်လာရေးရဲ့အချိန်ပေါ်တော်တော်လေးကိုအားကောင်းသွားနိုင်တဲ့အနေအထားရှိပါတယ်အဲ့ဒါကြောင့်အခုစောချစ်သူကလည်းဒီအမျိုးသားရေးအတွက်လုပ်ဖို့အခုစဉ်းစားကြည့်ရောက်လာပြီလို့ပြောလာတာဖြစ်ပါတယ်ဒါပေမဲ့အခုလောလောဆယ်မှာဒီ KNU ဖွဲ့နေနဲ့စောချစ်သူတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့အစီအစဉ်ကလည်းဒီအောင်မြင်ထမြောက်ခြင်းမရှိသေးတဲ့ကာလမှာသူကဂျားနေဖြစ်ရပ်တည်မယ်လို့ပြောနေတာလို့ကျွန်တော်တို့ယူဆပါတယ်မကြခင်အဲ့ဒီအဖွဲ့တွေပြန်လည်ပေါင်းစည်းတဲ့အနေအထားတစ်ခုကိုရောက်ရှိလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ခင်အဲ့ဒါဆိုလို့ရှိရင်မြို့ဒေါ်လာရေးအတွက်တွန်းအားတရဖြစ်လာနိုင်ပါတယ်ရွှေကုတ်ကိုစီမံကိန်းအပါအဝင်မြောက်ရီမြို့အနီးကအွန်လိုင်းငွေလဲလုပ်ငန်းတိုက်ဖြတ်ရေးအတွက်ထိုင်းစစ်ဘက်ခေါင်းဆောင်တွေကစစ်ကောင်စီနဲ့တွေ့ဆုံကစတိုက်ဖိအားပေးနေပါတယ်။အာနာသိန်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ထိုင်းဘီရင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကြားဇန်နဝါရီလ12ရက်နေ့ကအွန်လိုင်းကနေတဆင့်တွေ့ဆုံကအွန်လိုင်းငွေလိမ်လုပ်ငန်းတွေပူးရဲတိုက်ဖြတ်ဖို့ဆွေးနွေးသဘောတူညီကြပြီးတဲ့နောက်မှာတော့ဗိုလ်မှူးချုပ်စောချစ်သူဦးဆောင်တဲ့ BGF တပ်တွေကစစ်တပ်လက်အောက်ကနေခွဲထွက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာပါ။အဲ့ဒီလုပ်ငန်းတွေကိုနှိမ်နင်းဖို့ထိုင်းနဲ့မြန်မာစစ်တပ်ပူးပေါင်းဝင်ရောက်လာပါကလက်ခံမှာမဟုတ်ဘဲတုံ့ပြန်မယ်လို့ဗိုလ်မှူးချုပ်စောချစ်သူက BBC သတင်းဌာနကမေးမြန်းတာကိုဖြေကြားထားပါတယ်။